မြမသမိုင်းတစ်လျှောက်မှာအမျိုးဘာသာသာသနာကိုစောင့်ရှောက်ဖို့အတွက်အမျိုးသမီးတွေဟာရှေ့တန်းကရပ်တည်ခဲ့ကြပါတယ်။အထူးသဖြင့်ကိုလိုနီခေတ်မှာမြမအမျိုးသမီးများဟာတိုင်းတစ်ပါးသားနဲ့အိမ်အောင်မပြုတ်ဘူးဆိုတဲ့ခံယူချက်ဟာနိုင်ငံရေးထက်ပိုမိုနှဆိုင်တဲ့အမျိုးကုံဆောင်ထိန်ခြင်းအဖြစ်ပေါ်ပေါက်ခဲ့ပါတယ်။ဗြိတိရှလက်အောက်မှာမြမမြေကိုသိမ်းပိုက်ခံရပေမဲ့မြမသွေးကိုအနှောမခံဘူးဆိုတဲ့စိတ်ဓာတ်ဟာရဲရင်လှပါတယ်။1939ဥပဒေအခြားဘာသာဝင်တိုင်းတစ်ပါးသားတွေနဲ့လက်ထပ်တဲ့အခါမြန်မာမျိုးသမီးတွေရဲ့အခွင့်အရေးဆုံးရှုံးမှုကိုကာကွယ်ဖို့မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများအိမ်အောင်ရေးအထူးဥပဒေကိုတောင်းဆိုခဲ့ကြတဲ့အထိမျိုးသမီးတွေရဲ့အင်အားကကြီးမားခဲ့ပါတယ်။1940ပြည့်နှစ်များစီကမြန်မာမြေဂျပန်ခေတ်နဲ့အင်္ဂလိပ်ခေတ်ကြားမှာပြောင်းဆန်နေတဲ့ရန်ကုန်မြို့ကြီးရဲ့လမ်းမထက်မှာမိမ့်မပြိုလေးတစုရဲ့ကြွေးကြော်တန်ကဟိန်းထွက်နေခဲ့ဘူးလေ။ငါတို့မြန်မာမျိုးသမီးတွေဟာတိုင်းတစ်ပါးသားကိုအိမ်အောင်မပြုဘူး။ငါတို့သွေးကိုအနှောမခံဘူး။အဲ့ဒီအထဲမှာအသက်18နှစ်အရွယ်ခင်နှင်းစီဆိုတဲ့မိန်းကလေးလည်းပါတယ်။သူမဟာသူမရဲ့ဆံရွယ်တွေကိုရင်းရွယ်အောင်လှုပ်ခါရင်းမျိုးချစ်စိတ်ဓာတ်နဲ့အတူသူမရဲ့ဂုဏ်သိက္ခာကိုမြင့်မြတ်တဲ့ပန်းတပွင့်လိုဆင်မြန်းထားခဲ့တာအဲ့ဒီခေတ်ကမြန်မာမျိုးသမီးတွေအတွက်တော့ဒီခံယူချက်ဟာအသက်ထက်အရေးကြီးတဲ့အမျိုးဆောင်ဥပဒေတစ်ခုလိုပဲခင်နှင်းစီရဲ့မြေမလေးနုနုတယောက်ဘန်ကောက်မြို့ရဲ့ရှုပ်ထွေးလာတဲ့လမ်းမထက်မှာလမ်းလျှောက်နေပါတယ်သူမဟာမိသားစုစားဝတ်နေရေးအတွက်တိုင်းတစ်ပါးမှာရုန်းကန်နေရတဲ့မိန်းကလေးတစ်ယောက်သူမရဲ့စိတ်ထဲမှာဘွားဘွားပြောပြခဲ့တဲ့တိုင်းတစ်ပါးသားကိုအိမ်အောင်မပြုရဆိုတဲ့စကားကအမြဲဆွဲထင်နေခဲ့တာဒါပေမဲ့ဘဝကရက်ဆက်ပါတယ်နုနုအခက်ခဲတွေ့နေတဲ့အချိန်နေမကောင်းဖြစ်ပြီးဆေးဘိုးဝါကမရှိတဲ့အချိန်မှာကူညီပေးခဲ့တာကအခြားလူမျိုးဖြစ်တဲ့ဂျိန်းဆိုတဲ့နိုင်ငံသားတစ်ယောက်ဖြစ်နေခဲ့တဲ့ဂျိန်းကနုနုအပေါ်စိတ်ရင်းနဲ့ကူညီတယ်သူကနုနုရဲ့ယဉ်ကျေးမှုကိုလေးစားသလိုနုနုရဲ့မျိုးချစ်စိတ်ကိုလည်းနားလည်ပေးသူပါတညမှာတော့နုနုဟာဘွားဘွားခင်နှင်းစီရဲ့ဓာတ်ပုံလေးကိုကြည့်ရင်ရှိုက်ကြီးတင်ငင်ငိုကြွေးမိပါတယ်ဘွားဘွားမြေးပါလို့ရမလဲကျမတို့ရွာမှာတော့တိုင်းတစ်ပါးသားနဲ့ယူရင်အမျိုးဖြတ်တယ်လို့ပြောကြတယ်ဒါပေမဲ့ကျမဒုက္ခရောက်တဲ့အချိန်မှာကျမတို့လူမျိုးချင်းချင်းကဝိုင်းလည်စားကြပြီဒီလူစိမ်းကပဲကျမကိုလူသားချင်းစာနာစွာနဲ့ကယ်တင်ခဲ့တာပါဘွားဘွားရဲ့နုနုရဲ့ရင်ထဲမှာအမျိုးကုံနဲ့လူသားချင်းစာနာမှုအားပြိုင်နေပါတယ်သမိုင်းမှာကြွေးကြော်ခဲ့တဲ့စကားကမှန်သလားဒါမှမဟုတ်ပြောင်းလဲလာတဲ့ခေတ်ရည်စည်းကြောင်းမှာအချင်းနဲ့ကျင်နာမှုကပဲလူသားအလုံးကိုပေါင်းစည်းပေးတာလားနောက်ဆုံးမှာတော့နုနုဟာဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်သူမဟာဂျိန်းရဲ့အချစ်ကိုလက်ခံလိုက်ပေမဲ့ဘွားဘွားတို့ကြွေးကြော်ခဲ့တဲ့အမျိုးကုံကိုမဖျက်ဆီးဖို့ကတိပြုခဲ့တယ်ဂျိန်းနဲ့လက်ထပ်ပေမဲ့နုနုဟာမြမယဉ်ကျေးမှုကိုစွန့်မှာမဟုတ်သလိုသူမရဲ့သားသမီးတွေကိုလည်းမြမစကားမြမတလေးတွေကိုသင်ကြားပေးပြီးမြမစိတ်ကင်းအောင်နေအောင်ပြောထောင်သွားမှာပါဘွားဘွားသွေးကတော့နှောသွားနိုင်ပါတယ်ဒါပေမဲ့ကျမတို့ရဲ့မြမစိတ်ဓာတ်ကိုတော့ဘယ်တော့မှနှောမခံပါဘူးမြမယဉ်ကျေးမှုကိုတိုင်းတစ်ပါးသားကပါလေးစားလာအောင်ကျမပြုမှုနေထိုင်သွားပါမယ်မျိုးဆောင်တယ်ဆိုတာတတိုင်းခတ်ထားတာမျိုးမဟုတ်ပဲမိမိပဲနေရာရောက်ရောက်ဘသူနဲ့ပဲပေါင်းဖော်ရသည်ဖြစ်စေမိမိရဲ့အမြင့် road ကိုမမေ့တာကတကယ်အမျိုးချစ်ချင်းဖြစ်တယ်ဆိုတာကို